မင်္ဂလာပါအခုကတော့ page insight ကြည့်တဲ့နေကိုရှင်းပြပြမှာဖြစ်ပါတယ်အဲ့တော့ page insight ကြည့်ဖို့အတွက်ကျွန်တော်ဒီဘက်ကဒီ4000လေးပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပါပြီးတော့အောက်ကိုနည်းနည်းဆင်မယ်ဒီမှာကျွန်တော် performance ပေါ့နော် performance ကကျွန်တော်ဒီလွန်ခဲ့တဲ့28ရက်အတွင်းကျွန်တော်ဒီ page insight ကိုပြောတာပေါ့နော်သူကလွန်ခဲ့တဲ့28ရက်အတွင်းမှာဆိုရင်သူက reach ကဘယ်လောက်ရောက်တယ်ပေါ့နော်ဒီမှာကတော့ page အသစ်ဆိုတော့ reach ကမရှိဘူးပေါ့နော်ပြီးတော့ engagement ကကျတော့ကျွန်တော်ဒီ post တစ်ခုတင်လိုက်တယ်အဲ့ဒီ post မှာ like comment share ပေးတာကိုသူက engagement လို့သတ်မှတ်တာပေါ့နော်ဥပမာအနေနဲ့ဆိုရင်ကျွန်တော်ဒီ post တစ်ခုက reach 1000ရောက်တယ်အဲ့ဒီမှာ engagement က100ဆိုရင်ဒီ reach 1000မှာ engage ဒီ like comment share ပေးတဲ့သူကကျွန်တော်100ရှိတယ်ဒီ100ကို engagement လို့သတ်မှတ်တာပေါ့ဟုတ်ပြီနော်နောက်တစ်ခုက net follower ဒါကကျတော့ကျွန်တော်ဒီ page ကို follow လုပ်သွားတဲ့သူပေါ့နော်ပြီးတော့3 second video view ပေါ့နော်ဒါကကျတော့ကျွန်တော်ဒီ page မှာတင်လိုက်တဲ့ video ပေါ့နော် video ကကျွန်တော်ဥပမာအနေနဲ့ဆိုရင်10 minute ရှိတယ်အဲ့ဒီ10 minute မှာ3 second ပဲကြည့်သွားတဲ့ view ကဘယ်လောက်ရှိလဲဆိုတော့ဒီမှာတွက်ပေးတာပေါ့နော်နောက်တက်ကကျွန်တော်ဒီ CMO insight ပေါ့နော်ဒါလေးတစ်ချက်နှိပ်လိုက်ပြီးတော့ guest star တစ်ချက်နှိပ်လိုက်ဒါကကျတော့ကျွန်တော်ဒီ performance မှာသူက reach နဲ့ engagement ဝင်ပြပေးတာပေါ့နော်ဒီဘက်ကကျွန်တော်ဒီ reach engagement net follower ဒါကတော့ပို့ဆုံးတာပေါ့နော်ဒီ insight ကတော့ reach နဲ့ engagement ကိုပြပေးတာပြီးတော့ဒီဘက်မှာ creation ရှိမယ်ဒါကကျွန်တော်ဒီ schedule နဲ့တင်ထားတဲ့ post တွေကိုပြောတာပေါ့နော်ပြီးရင် engagement လည်းကျွန်တော်ခုနကပြောသလိုပဲ page မှာတင်ထားတဲ့ post တွေကို like comment share ပေါ့နော်ဒါကို engagement လို့သတ်မှတ်တာပေါ့နော်ပြီးတော့ monetization ဒီ monetization ကတော့ကျွန်တော်ဒီ Facebook ကနေဝင်ငွေရှာတဲ့အပိုင်းပေါ့နော်ဒါကတော့ဒီမြန်မာနိုင်ငံ location နဲ့ဒါသုံးလို့မရဘူးပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒါကို back နဲ့ပြန်သွားမယ်နော်ဒါကတော့ကျွန်တော်ဒီ page insight ကြည့်တဲ့အပိုင်းပေါ့ဟုတ်ပြီနော် okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်